ဒီနေ့တော့ခေါင်မိုးအယောင်လဲဖို့အချိန်တန်ပါပြီအခုတလောထိုင်းရကောင်မလေးဂျာမရေပန်းစားနေတဲ့ဒီစပင်စိုးစည်းလေးကိုစမ်းသုံးကြည့်ပါမယ် First impression ရပြောရမယ်ဆိုတော့ဘူးပုံစံလေးတော်တော်ချစ်ဖို့ကောင်းတယ်အထဲမှာပါတဲ့ပါဝင်ပစ္စည်းတွေကလည်းအစုံပဲသူ့မှာစိုးစည်းအပြင် hair mask ထုတ်ပါတာဆိုတော့စပင်ပစ္စည်းမှာစိတ်ပူစရာမလိုတော့ဘူးเนาะအယောင်တော့ကြီးကတော့မြင်တဲ့အတိုင်းပဲကိုလာဇာလာမှာဝယ်လာတော့ကဘတ်90နဲ့ရလာတာဆိုတော့ဒီဈေးနဲ့ဒီ quality နဲ့ဘယ်လို feedback မျိုးပြန်ရမလဲဆိုတော့စမ်းကြည့်ကြည့်ရမှာပဲအော်ပြောဖို့မေ့နေတာအခုခြုံထားတဲ့ဒီ plastic ကလည်းသူ့ထဲမှာတစ်ခါတည်းပါထားပြီးသားအဲ့ဒါဆိုတော့အင်ဂျီတွေပါတွေပေးရမှာလဲစိတ်ပူစရာမလိုတော့ဘူးကဲဆက်လိုက်ကြရအောင်မိုးအခုဆိုတဲ့အယောင်က raspberry red အယောင်မိုးရဲ့စပင်အောက်ခံအယောင်ကအမဲလဲပါတယ်အဝါလဲပါတာဆိုတော့သူ့ရဲ့စပင်အယောင်ထွက်ကဘယ်လိုဖြစ်လာမလဲဆိုတော့တစ်ချက်စောင့်ကြည့်ကြရမှာပဲเนาะကဲစေးစိုးပြီးပြန်လာခဲ့ပါမယ်ဒါကတော့စေးစိုးပြီးချင်းရန်နာမှာထွက်ရိုက်ထားတဲ့အယောင်ပါပြီးတော့မျက်ခုံးမွေးကိုလည်းစိုးလိုက်ပါသေးတယ်ဒါပေမဲ့အရင်တောက်တော့မှဆိုလို့ပြန်ဖြတ်လိုက်ပါသေးတယ်ကဲ final result တွေထွက်လာပါပြီရှင်ဘတ်90မြန်မာငွေ6500တဲ့ဒီလောက်ကောင်းတဲ့အယောင်တွေရလိုက်မယ်လို့ထင်ကိုမထင်ထားတာတခြားစိုးစေးတွေလိုမျိုးစေးစိုးပြီးသပင်ကျန်းထော်သွားတာမျိုးလည်းမရှိဘူးသူ့မှာပါတဲ့ hair mask လေးအာနိသင်ကတော်တော်ကောင်းတယ်သူ့မှာမိုးအခုဆိုထားတဲ့အယောင်အပြင်ဒီ color လေးတွေလည်းအများကြီးရှိတာမို့လို့တကယ်လို့မိုးလိုမျိုးပဲဆိုင်မှာသွားမစိုးကျင်ဘူးအိမ်မှာပဲအေးဆေးစိုးကျင်တဲ့သူတွေမိုးစီမှာဒီပစ္စည်းလေးကိုလာမှာလို့ရပါတယ်အများအနေနဲ့လိုချင်တဲ့သူတွေဆိုလို့ရှိရင်လည်း Lazada ကနေပြီးတော့ supplier fee နဲ့ဝယ်ပေးပါတယ်ရှင်ဒီလိုမျိုးအယောင်တက်လေးလတ်လေးလိုချင်နေဆိုလို့ရှိရင်တော့ဒီဘူးလေးကိုတတိယလိုက်ပါအားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်ပါ